ဖြည်းသွားပါမယ်နော်ဒါတော့ကျွန်တော်တို့ဒါရှေ့မှာတော့လူအတူအသင့်ရောက်သွားပါပြီအဲ့တော့ဒါစိုးစိုးကပြောတဲ့ဗိမိတာရမင်းကြီးရဲ့သားအစာရသက်မင်းသားဟာလည်းပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပြိဋိဘံစံပြီးတဲ့နောက်ပိုင်းမှာဓာတ်တော်ဝေစုတစုရပါတယ်ဒါပေမဲ့လည်းဒီဓာတ်တော်တိတ်မှာအဲ့ဒီဓာတ်တော်အပြင်ကိုတဲ့ကျွန်တော်လိတ်ဆွေးမင်းများအုပ်ချော်အုပ်စိုးခေယာနော်သူတို့ရဲ့ဝေစုကိုလည်းဒီနေရာမှာထားခဲ့တယ်တဲ့မြောက်မြစွာသောဓာတ်တော်ငွေတော်တွေဟာဒီနေရာမှာရှိခဲ့တယ်ဆိုပြီးတော့အဲ့လိုတမိုင်းအရာလေးလာတွေ့ရှိရပါတယ်အဲ့ဒါကြောင့်မို့ဒီနေရာကတော့ရှေ့မှာမြင်နေရတဲ့ဒါအဆောင်ကျွန်တော်ဓာတုဇေဒီလို့ပြောရမှာပေါ့နော်အဲ့ဒီနေရာကကြတော့ဒါဒီမှာကျွန်တော်အခေါ်ကကြတော့အဇာရသက်မင်းသားအဇာရသက်ဘုရင်ရဲ့နော်ထားခဲ့တဲ့ဒါဓာတ်တော်တိတ်ပဲဖြစ်ပါတယ်အဲ့ဒီဓာတ်တော်တိတ်ရဲ့ဒါတည့်ရဲ့လိပ်ပဲဖြစ်ပါတယ်နော်အဲ့တော့ဆရာတော်ဘုရားရဲ့ရှင်းလင်းချက်ကိုလည်းအနည်းငယ်နားထောင်ကြည့်ကြရအောင်နော်တကားဖွင့်ပေးတယ်ဒါမဲ့အသေးကိုလေတခါလိုမျိုးဖြစ်ဘူးလို့တဲ့သူတို့ကနည်းနည်းအဲ့လိုမျိုးအသေးချာလေးဖူးပါနော်ဖုံးလဲအသေးကိုတားကြီးမွေပါနဲ့နော်အသေးကိုတားကြီးမွေပါနဲ့ဖုံးမင်းထိုးလိုက်နော်ဟုတ်တယ်တရားပြီးတရားသွားပါနော်ဒါတက်တို့တိတ်ကိုသွားရောက်ပြီးတော့ဝင်ဖုံးနေတဲ့ဒါလိုက်ပဲဖြစ်ပါတယ်နော်ဖုံးလဲကြည့်ဒါလေးမသွားပါနဲ့အဖြစ်ကိုနော်အောက်ကိုဆင်းလို့ရှိရင်လက်ဆွဲလိုက်နေလုံးကြီးကဝင်มาတော့မယ်အောက်ကိုဆင်းလို့ရှိရင်တော့ပြောရင်ဓာတ်တော်တွေပြွဲပြီးတော့နေတဲ့နေရာပြီးတော့ပါဓာတ်တော်တွေပါရပါတယ်ဒီမှာအေးဆေးတယ်ပါဓာတ်တော်တရဲ့ဒါတရဲ့လေးပဲဖြစ်ပါတယ်ကျမ်းမာနေကောင်းလားတဲ့တရင်မေးနေတယ်အပြောပါတော့ဟောဘူးဒီနေ့ပြောရမှာလေနေကောင်းလားအေးနေကောင်းလို့ပြောလိုက်တယ်ဟုတ်ပြီဒီမှာတရားလည်းနေကောင်းပါလားနေကောင်းပါတယ်ဟုတ်ဖို့နော်ဟောမှာကြီးနေလုံးကြီးဝင်တော့မယ်ထိုင်ကြလာမိုင်းတယ်ဒါကလက်ဆောင်များရဲ့လက်တော်ဟိုလေးဟွာလေနောက်ဘက်ကကိုရေးတယ်ပါလေသာတဲ့မင်းနောက်တစ်ချိန်မှာရာသာမနာဖြစ်မှာသာသနာပြုနေပေါ်လာမယ်ဆိုလို့ရှိရင်ဒီလက်တော်လေးကိုသိပြီးတော့ယူပြီးတော့သာသနာပြုလို့ရပါစေရနာမေဟာဓာတ်တော်တိတ်ပေါ့နော်ဒါရာဇဝမှာရှိတဲ့အဇာရသက်မင်းရဲ့ဓာတ်တော်တိတ်ပါကဲဟိုကလေဟိုသူ့ကိုနည်းနည်းလေးပေးကလေးရပါလားရိုဟာတယောက်နှစ်ယောက်လောက်ပေးရင်ရတယ်မြန်မာငွေ1000 2000လောက်ပါပဲပေးပြီးသွားပြီလားပေးပြီးသွားရင်ရပြီကဲအဲ့ဆိုသွားကြပါမယ်ကဲကားဘုတ်ကိုတက်ကြပါမယ်ဖြည်းဖြည်းလေးသွားပါမယ်ဒါတော့ဓာတ်တော်တိတ်ကိုဖူးမျိုးလို့ပြီးပါပြီဆိုတော့ကျွန်တော်ထပ်မှန်ပြီးတော့เนาะအချိန်ပေါ်မှာမုံတည်ပြီးတော့ကျွန်တော်နောက်နေရာတွေကိုလည်းသွားရောက်ပြီးတော့အာယုံပြုတ်လေးလာပူဇော်မဲ့အစီအစဉ်ဖြစ်ပါတယ်เนาะထိုင်ဒီနားမှာထိုင်ဟိုနားမှာထိုင်ဒီနားကထိုင်ဟိုနားကထိုင်ဒီနားကထိုင်ဟုတ်ပြီဒီနားကထိုင်ဟိုနားကထိုင်ဟုတ်ပြီဖြည်းဖြည်းလေးသွားပါကဲဖြည်းဖြည်းလေးသွားပါဓာတ်ပုံလေးရိတ်ကြပါเนาะကဲဓာတ်ပုံရိတ်ပြီးပြီဆိုလို့ရှိရင်တော့ကားပုံကိုတက်လို့ရပါပြီเนาะ
မဟုတ်လှေးကြီးမနေနဲ့လှေးကြီးရင်ပတ်စံတောင်းမယ်ကဲပေးနိုင်တဲ့လူပေးခဲ့ပါနော်ပေးပြီးပြီဆိုလို့ရှိရင်လည်းရပါပြီကျေးဇူးအများကြီးတင်ပါတယ်ဗာပဲပြောပြောမဟာရာနီဆိုဘုရင်မကြီးတဲ့အဲ့ဒါအိန္ဒိယလာပြီးတော့ဘုရင်မကြီးဖြစ်နေအောင်မယ်ပတ်စံပေးတဲ့လူတွေပြောတာနော်ကဲလာပါဖြည်းဖြည်းလာဒါတော့ဓာတ်တော်တက်ရဲ့လိုက်မြင်ကွင်းပဲဖြစ်ပါတယ်ဗျာနော်အဲ့တော့ဒီမြင်ကွင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲရာဇဂိုကိုရောက်ပြီဆိုလို့ရှိရင်တော့ဤသို့ဤဟန်မြင်ကွင်းဓာတ်တော်တက်ကိုလည်းဒါလေ့လာလို့ရတယ်ပေါ့နော်ဆိုတော့ဒီဓာတ်တော်တက်ကကြတော့ဒါစိုးစိုးကအဂိတ်ဆရာတော်ရှင်းပြတဲ့ဓာတ်တော်ပေါင်းမြောက်များစွာကင်းဝတ်စံပြိုတော်မွန်ခေယာဓာတုဇီဒီထိတ်တဲ့နော်ဓာတ်တော်တက်နေရာပဲဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မို့ရဖို့တဲ့ပုဂ္ဂိုလ်တွေရောမရဖို့တဲ့ပုဂ္ဂိုလ်တွေရောအာယုံပြုတ်ဖို့မျိုးပူဇော်ကုသိုလ်ယူလို့ရအောင်ပူဇော်တင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်ဒီရရင်ဒီကပိုက်ဆံချလိုက်ကြလို့ဒီကပိုက်ဆံ